ကြောင်းအိုတော့ပါတဲ့ကြွက်မလေးဘူးတဲ့နော်ကြွက်ကမကြောက်တော့အဲ့ဒါလိုပဲအမေအိုဖေအိုတွေကသာသမီကသိပြီမကြောက်တော့အဲ့သူလည်းအဲ့ဒီအဖြစ်မျိုးကြုံရတယ်လိမ္မာတဲ့သာသမီနဲ့ဆိုကိစ္စမရှိဘူးကြောင်းအိုတော့ကြွက်မလေးဆိုတာလို့ဒီရာဓအသက်အရွယ်ကြီးလာတဲ့အခါမှာမိသားစုကသူ့ကိုလေးမထားကြတော့နော်ဗမာပြည်မှာလည်းအဲ့ဒါခဏခဏကြားတယ်တွေ့ရတယ်ဆင်းရဲတဲ့မိဘတွေအတိုင်းဝဲမှာဆိုပိုများသေးတယ်အဲ့ဒီမှာသားသမီးတွေကမလေးစားကြတော့ဘူးသူရှိတာရှုပ်တယ်လို့တောင်ထင်လာတချို့တော့အမေအိုဖေအိုတွေစွန့်ပစ်တယ်လို့3-4 ခါလောက်တော့ကြားဘူးတယ်ဗမာပြည်မှာကိုရောက်တယ်နော်အမေအိုဖေအိုတွေကိုမပြန်လည်နဲ့သွားပြီးတော့စွန့်ပစ်ထားတယ်ဖြစ်လာတယ်အဲ့တော့အသက်ကြီးလာတဲ့အခါကျတော့ဒီဒုက္ခမျိုးကြုံတတ်တယ်ဗမာပြည်မှာတော့ဘိုးဘွားရိပ်သားတွေဘာတွေရှိလို့တချို့ဘိုးဘွားရိပ်သားလည်းပတ်စံပေးမှရတာနဲ့တူပါရဲ့နော်အချို့ဘိုးဘွားရိပ်သားတွေကတော့လည်းရှိပါတယ်အဲ့ဒါလို့တော်သေးတယ်နိုင်ငံခြားတိုက်ပြည်တွေမှာကျတော့ဘိုးဘွားရိပ်သားလို့မရှိဘူးနာဆင်းဟောင်းမှုပတ်စံပေးပြီးကလေးရင်းကျောင်းလိုပဲအသက်ကြီးတော့အဲ့ဒီကလေးရင်းကျောင်းပြန်သွားပြန်တာနော်တော်ဘဝကြီးကဆက်ဆုပ်เสียကောင်းတယ်နော်အိုမေမစွမ်းရှိလာလို့သာသမီတွေကမကြည့်နိုင်ဘူးဆိုရင်နာဆင်းဟောင်းပို့နာဆင်းဟောင်းမှာ complaint တွေတက်တောင်းအောင်မြောက်အောင်ရင်ငြိမ်စေးထိုးငြိမ်စေးကတခါတည်းငြိမ်သွားအဲ့မျိုးတွေလည်းရှိတယ်နော်ငြိမ်စေးထိုးလိုက်လို့ရှိရင်ရေဝေရောက်သွားတာဒီမှာအဲ့ဒါလောက်ထိအောင်ဘဝကြီးကကြောက်เสียကောင်းတယ်ပေါ့အိုမေမစွမ်းဖြစ်လာပြီဆိုရင်အဲ့ဒီဒုက္ခရင်ဆိုင်ရတတ်တယ်